မိုးကြီးရွာနေတဲ့ညနေကြီးမှာဖွားဖွားရဲ့အိုမင်းဟောင်းနှွမ်းနေတဲ့အိမ်ကြီးတွေကသမီးရဲ့အခန်းထဲမှာမင်း10 နှစ်ကအိပ်ပျော်နေပါတယ်။သူ့ရဲ့အနားမှာအဖွားရဲ့အမွေတော်ရှေးဟောင်းရုပ်ထုလေးတစ်ရုပ်မျက်လုံးကြီးကြီးသပင်ရှည်ရှည်နဲ့ဝတ်စားဆင်ရင်ထားတဲ့ကလေးသူငယ်ပုံစံစက္ကူပေါ်ကိုဆေးရေးထားတဲ့ရုပ်လေးရှိပါတယ်။မိဘတွေကမကြိုက်ပေမဲ့ဖွားဖွားကဒီရုပ်ကိုသမီးကိုပေးထားတာပါ။သတိထားပါသူကနူးညံ့နေလို့ပဲဖွားဖွားကသတိပေးတာမှတ်မိပါတယ်။ကျမ်းပြင်ကတစ်သားတွေကွဲအပ်တန်တစ်ချက်ကြားလိုက်တာနဲ့မိန်နိုးလာပါတယ်။လေတိုက်တန်တွေမိုးဆက်တွေရဲ့ထိတ်လန့်ဖွယ်အတန်တွေကြားထဲကနောက်ထပ်အတန်တစ်ခုကုတ်ကုတ်မတ်မတ်ဖြစ်နေတဲ့သပင်တွေချစ်တန်လိုမျိုးကြားလိုက်ရပါတယ်။သူ့ရဲ့အိယာနာကစပွဲပေါ်မှာထားတဲ့အဲ့ဒီရုပ်လေးစီကိုမိန်လှည့်ကြည့်လိုက်ပါတယ်။မိအိမ်ရဲ့မိန်ဖြော့ဖြော့အလင်းထဲမှာရုပ်ရဲ့ခေါင်းကမူလာကရှေ့ကိုမျက်နှာမူထားရာကနေအခုသူ့ဘက်ကိုလှည့်နေပါတယ်။မိန်နှလုံးတစ်ထိတ်ထိတ်နဲ့သူမျက်လုံးပြူးသွားပြီးအသက်ရှူကျက်လာတယ်မဖြစ်နိုင်ဘူးလေတိုက်လို့ပဲဖြစ်မယ်ဒါပေမဲ့လေကဒီလောက်ပြင်းတာဟုတ်ရဲ့လားသူ့မျက်လုံးကိုပုတ်ပြီးထက်ကြည့်လိုက်တဲ့ရုပ်ရဲ့မျက်နှာလေးကလုံးဝသူ့ဘက်ကိုလှည့်ထားပြီးဆေးရေးထားတဲ့နှက်ခမ်းလေးတွေကတစုံတရာပြုံးနေတယ်လို့ဒါမှမဟုတ်စိတ်ဆိုးနေတယ်လို့ဟင်မိန်ချေတလုံးတွေထုံကျင်သွားပြီးသူអော်လိုက်တယ်သူဖွားဖွားကိုအကူအညီတောင်းလိုက်တယ်ဒါပေမဲ့အတန်ထွက်မလာဘူးချက်ချင်းပဲရုပ်လေးရဲ့သပင်ရှည်ရှည်တွေကထူးဆန်းစွာလှုပ်ရှားလာပြီးစပွဲပေါ်ကနေကျန်းပြင်စီကိုရှည်ထွက်လာတယ်သူတို့ကငွေလိုမျိုးလိန်ခွေပြီးအိယာဘက်ကိုဥတီလာတယ်ပိုရှည်လာသလိုပိုမြန်လာသလိုခံစားရတယ်မိန်អော်ဖို့ကြိုးစားတယ်ဖွားဖွားလို့អော်လိုက်မိတယ်ဒါပေမဲ့အတန်ကလေဟာပြင်ထဲမှာပျောက်ကွယ်သွားသလိုပဲရုပ်တရက်အားပြင်းတဲ့ဆွဲအားတစ်ခုသူ့ရဲ့ညာဘက်ပခုံးမှာခံစားလိုက်ရတယ်သူ့ရဲ့အိယာခင်းကိုဆွဲဆုပ်ထားတဲ့လက်ချောင်းလေးတွေလိုခံစားရတယ်သူ့ရဲ့ညှက်ထားတဲ့သပင်တွေကိုဆွဲတာပါမျက်နှာပြင်ချောတဲ့လက်ချောင်းလေးတွေနဲ့ဆွဲနေတဲ့ပုံပါအားမိန်လန်ဖြန်းអော်လိုက်ပြီးလက်နဲ့လှုပ်ရှားဖို့ကြိုးစားတယ်ဒါပေမဲ့ခန္ဓာကိုယ်ကခင်းနေတယ်လို့ပဲမျက်လုံးတွေကပဲပြူးပြူးကြီးဖွားဖွားရဲ့အခန်းဘက်ကိုကြည့်နေတဲ့တကားဖွင့်တန်းကြားလိုက်ရတယ်ဖွားဖွားဝင်လာပါတယ်ဘာဖြစ်တာလဲမိန်ဖွားဖွားအယုတ်သူကမိန်ငူတန်နဲ့ပြောပြဖို့စူးစမ်းနေတော့သူ့ပခုံးကဆွဲအားတွေရုတ်တရက်ပျောက်သွားတယ်ဒါပေမဲ့ဖွားဖွားသူကလှည့်လာတယ်ပြီးတော့သပင်ဟင်အိတ်ချင်နေတာနဲ့မှားမြင်တာပါဖွားဖွားကရုပ်ကိုတေချာစွာကင်လိုက်ပြီးသူ့ရင်ဘတ်နဲ့ဖိထားတယ်ဘာမှမဖြစ်ဘူးလေအိတ်လိုက်ပါဖွားဖွားသူ့အခန်းကိုပြန်သွားတဲ့အခါမိန်မောင်မဲနေတဲ့အခန်းထဲမှာထိုင်နေရင်တုန်လှုပ်နေတော့မှာပဲသူ့နားထဲမှာဖွားဖွားရဲ့အခန်းကနေတဲတဲလေးကြားလိုက်ရတဲ့အတန်တွေပြန်မြည်နေတယ်ချွေးစေးတွေပြန်နေတဲ့လက်တွေနဲ့ရုပ်ရဲ့စက္ကူခန္ဓာကိုယ်ကိုဖွားဖွားတေချာပုတ်တက်နေအတန်ပြီးတော့နူးညံ့တဲ့စကားတန်တစ်ခုတဲတဲလေးရုတ်တရက်ရက်သွားတယ်အတိုင်းအဲ့ဒီညကစပြီးမိန်မြင်တဲ့အရာတွေကိုသူဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ပါဘူးဒါပေမဲ့သူ့အနားမှာရုပ်လေးမရှိတော့တဲ့အတွက်သူစိတ်အေးလိုက်ရတာပါပဲတစ်ပတ်လောက်ကြာတော့ဖွားဖွားနဲ့အတူဖွားဖွားရဲ့အခန်းထဲကိုဝင်ဖို့စိတ်ဝင်စားလာတယ်ဖွားဖွားကသူ့ကိုအဲ့ဒီအခန်းထဲမဝင်ဖို့တားထားတာကိုသတိရတယ်ဒါပေမဲ့ဒီနေ့ဖွားဖွားကအိမ်နောက်ဖေးဥယျာဉ်လေးမှာပန်းတွေခူးနေတာပါမိန်ဖွားဖွားရဲ့တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ဟောင်းနှမ်းပြီးအနံ့သက်ဆိုးတဲ့အခန်းကြီးထဲမှာဖွားဖွားရဲ့ခြေတုပ်ရှည်နဲ့နံရံဘီရိုကြီးကသူ့ကိုဆွဲဆောင်နေပါတယ်ဘီရိုရဲ့အောက်ဆုံးအထက်ကတောခတ်ထားတဲ့တစ်တာတစ်လုံးကိုသူမြင်လိုက်ရတယ်ဒါပေမဲ့ဘီရိုရဲ့အပေါ်ဆုံးအထက်မှာသူ့ကိုကြည့်နေတဲ့မျက်လုံးနှလုံးကိုသူတွေးလိုက်ရတဲ့အယုတ်လေးကိုဖွားဖွားကထူရဲတဲ့ဖန်ခွက်တစ်ခုအောက်မှာဖုံးအုပ်ထားပြီးဘီရိုပေါ်မှာပြန်တင်ထားတာပါသူ့ရဲ့မျက်လုံးတွေကပိုကြီးပြီးပိုမဲနဲ့နေတယ်လို့ခံစားရတယ်ပြီးတော့နှက်ခမ်းလေးတွေကအပြုံးလေးမိန်အနေငယ်နောက်ဆုတ်လိုက်တယ်ဖွားဖွားကအယုတ်ကိုဒီလိုနေရာမှာထားတာသူမျောလင့်ထားတာမဟုတ်ဘူးသူ့ရဲ့ခြေထောက်တွေနောက်ပြန်လှည့်ဖို့ကြိုးစားနေတော့ခုခနဲဆိုတဲ့အတန်လေးကြားလိုက်ရတယ်ဘီရိုရဲ့အောက်ခြေကတောခတ်ထားတဲ့တစ်တာလေးတွေကနေကျန်းမြင်ပေါ်ကိုကျလာတဲ့လက်ချောင်းတစ်ချောင်းရဲ့အဖျားပိုင်းလေးကိုသူမြင်လိုက်ရတယ်ခြောက်တွေ့ပြီးမိခိုးရောင်လက်သေးကတော့ရှည်ပြီးကောက်နေတယ်အပေါ်ကဖန်ခွက်အောက်တက်တာလေးတွေကတဖြည်းဖြည်းထွက်လာဖို့စူးစမ်းနေတဲ့လက်ချောင်းတွေပိုများလာတဲ့ရုပ်လေးရဲ့ပြုံးနေတဲ့နှုတ်ခမ်းတွေကပိုကျလာပုံပဲအပြင်ဘက်ကဖွားဖွားရဲ့ခြေတံတွေကြားလိုက်ရတယ်မိန်ဖွားဖွားရဲ့အခန်းထဲမဝင်နဲ့လို့ပြောထားတယ်မလားမိန်လှည့်ပြေးဖို့စူးစမ်းတယ်ဒါပေမဲ့သူ့ခြေချင်းဝတ်ကိုအေးဆက်တဲ့အရာတစ်ခုက
ရုတ်တရက်ဆုပ်ကင်လိုက်တဲ့ကျမ်းပြင်ပေါ်ကလက်ချောင်းလေးတွေပါသူ့နောက်ကဖွားဖွားရဲ့အတန်ကပိုနီးကပ်လာတဲ့သမီးကြီးဖွားဖွားပြောတာကြားလားမိန်လှဲကြည့်လိုက်တဲ့အခါဖွားဖွားရဲ့မျက်နှာတွေကစိတ်မသက်မသာဖြစ်เสียတဲ့အလင်းလေးတွေပါနေတယ်ဖွားဖွားကသူ့စီကိုလက်တစ်ဖက်နဲ့ဆွဲခေါ်နေတယ်နောက်တစ်ဖက်ကတော့သူ့နောက်ွယ်မှာဘာမှမရှိဘူးလို့ထင်ရပေမဲ့ကျမ်းပြင်ပေါ်ကလက်ချောင်းလေးတွေကဖွားဖွားရဲ့ခြေထောက်တွေစီကိုပြေးသွားပြီးပျောက်ကွယ်သွားတယ်ဖွားဖွားဒီအောက်ကတစ်တာမိန်လက်ညှိုးထိုးပြတဲ့ဖွားဖွားကတစ်တာလေးကိုငေးကြည့်တယ်ပြီးတော့မိန်ကိုပြန်ကြည့်ရတာကဖွားဖွားရဲ့ကလေးဘဝကစော့ဖို့ရုပ်လေးတွေပါမိန်ဘာမှစိုးရိမ်စရာမရှိပါဘူးဖွားဖွားကသူ့လက်ကိုဆွဲယူလိုက်တယ်ဖွားဖွားရဲ့လက်ကအရန်အေးဆက်နေပါတယ်ကဲအပြင်ထွက်ကြစို့တကားကိုပိတ်လိုက်တဲ့အခါမိန်နောက်ဆုံးကြည့်လိုက်တာကဖန်ခွက်အောက်ကအယုတ်လေးရဲ့မျက်လုံးတွေကသူတို့ဘက်ကိုလှည့်လာပြီးပြုံးပြနေတယ်လို့ပဲ